မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်တစ်ကနေဒီနေ့ညနေခင်းရရှိထားတဲ့ပြည်တွင်းသတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအတွင်းမှာပဋိပက္ခတွေကြောင့်တိုင်းပြည်ဆက်လက်ယိုယွင်းပျက်စီးနေပြီးဒီလိုအကြက်အတဲတွေအဆုံးသတ်စေရေးအတွက်အမေရိကန်အနေနဲ့ကူညီပံ့ပိုးပေးမှာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီယိုကပြောလိုက်ပါတယ်အကြက်ဖက်မင်းအွန်လိုင်းကမြန်မာနိုင်ငံရဲ့သမ္မတယာဒူကိုလူယူထားမှုအပေါ်တရားဝင်အသိအမှတ်မပြုဖို့အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်အစိုးရစီအာဆီယံပါလီမန်အမတ်များလူအခွင့်အရေးအဖွဲ့APHR ကတောင်းဆိုတိုက်တွန်းလိုက်ပါတယ်။အရှေ့လေပိုင်းမှာအမေရိကန်နဲ့အီရန်ကြားဆွေးနွေးမှုသဘောတူညီချက်မရဘဲပြီးဆုံးသွားပြီးတဲ့နောက်အမေရိကန်စစ်တပ်ကအီရန်စစ်ကမ်းအားလုံးကိုဧပြီလ23ရက်နေ့ကစပြီးပိတ်ဆို့မယ်လို့အတိအလင်းကြေညာလိုက်တဲ့သတင်းပါဝင်ဒီကနေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံအတွင်းမှာပဋိပက္ခတွေကြောင့်တိုင်းပြည်ဆက်လက်ယိုယွင်းပျက်စီးနေပြီးဒီလိုအကြက်အတဲတွေအဆုံးသတ်စေရေးအတွက်အမေရိကန်အနေနဲ့ကူညီပံ့ပိုးပေးမှာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီယိုကပြောလိုက်ပါတယ်။ဒါကတော့ရန်ကုန်အခြေစိုက်အမေရိကန်တန်ယုံကထုတ်ပြန်ဖော်ပြထားတဲ့အမေရိကန်နိုင်ငံသားဝန်ကြီးရဲ့2026မြန်မာအတာသကြံပွဲတော်နှစ်တကူကာလဆုတောင်းစကားမှာပြောဆိုထားတာဖြစ်ပါတယ်။အဓိကပြောထားတာကတော့လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့်တိုင်းပြည်ဟာဆက်လက်ယိုယွင်းပျက်စီးနေတဲ့အကြောင်းဒီလိုအကြက်အတဲတွေအဆုံးသတ်စေရေးအတွက်အမေရိကန်အနေနဲ့ကူညီပံ့ပိုးပေးဖို့တန်တိတ်တန်ချထားတဲ့အကြောင်းမြန်မာပြည်သူတွေဟာဇက်တိုက်ကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေကြားမှာပဲရဲစွမ်းတက်တိနဲ့ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကိုထပ်တလဲလဲပြသခဲ့ကြပြီးဖြစ်တဲ့အကြောင်းကိုလည်းအမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီယိုကထည့်သွင်းပြောဆိုထားပါတယ်မြန်မာနိုင်ငံမှာတကြံရဲ့အနှစ်သာရဟာမိမိတို့ကိုပုံမကောင်းမွန်တဲ့မနှက်ဖြန်တွေရှိတဲ့အကြောင်းတတိပေးနေတဲ့အတိုင်းမြန်မာပြည်သူတွေအတွက်ခွန်အားတွေကြံ့ကြံ့ခံနိုင်ရေးနဲ့လာမယ့်နှစ်သက်မှာမျှော်လင့်ချက်အသစ်တွေရရှိပါစေကြောင်းကိုလည်းအမေရိကန်အနေနဲ့စုမုံကောင်းတောင်းအပ်ပါတယ်လို့ထည့်သွင်းပြောဆိုထားပါတယ်မြန်မာနိုင်ငံရဲ့တကြံအခါသမယဟာပြီးခဲ့တာတွေကိုပြန်လည်သုံးသပ်ဖို့နဲ့ရှေ့လာမယ့်နှစ်သက်ကိုမျှော်ကြည့်ဖို့အခွင့်အရေးတစ်ခုဖြစ်တဲ့အတွက်လက်ရှိပြည်တွင်းပဋိပက္ခတွေကြောင့်တိုင်းပြည်ဆက်လက်ယိုယွင်းပျက်စီးနေတဲ့အကြက်အတဲတွေအဆုံးသတ်စေဖို့အတွက်အမေရိကန်အနေနဲ့ကူညီပံ့ပိုးပေးမှာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီယိုကထုတ်ပြန်ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာတဖက်မှာတော့အချက်ဖက်မင်းအွန်လိုင်းတို့စစ်အုပ်စုတတိုက်ဟာတိုင်းပြည်ကြီးအေဂျင့်နေတရောင်ရောင်ပုံစံနဲ့ဝါရဖြတ်မှုတကြံလိုဘွဲတော်ကူပါအသုံးချပြီးနှီးမျိုးစုံနဲ့ဟန်ပြတွေလုတ်ပြနေပြီမဲ့တစ်ဖက်မှာတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မြောက်လူကန်ကျေးရွာကိုစစ်တပ်ကမိရှို့ဖျက်ဆီးလိုက်မှုကြောင့်စာတင်ကြောင်းအပါအဝင်ရွာလုံးကျွတ်နှီးပါမိလောင်ပြချသွားပြီးမိသက်ကိုအကြောင်းကြားပြီးမဲ့လေလာရောက်နှိမ့်သက်မှုမရှိဘူးလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြောက်လူကန်ရွာဖုံးကြီးကျောင်းမှာတဆွဲထားတဲ့အကျန်းဖတ်စစ်တပ်ဟာဂျေးရွာတဲကနေအိမ်တွေကိုမိရှို့ဖျက်ဆီးလိုက်ကြရမှာဂျေးရွာစာတင်ကျောင်းပါဝင်ရွာလုံးကျွတ်နီးပါမိလောင်ပြချခဲ့တယ်ဆိုပါတယ်အဲ့လိုစစ်တပ်ကမိရှို့ဖျက်ဆီးပြီးတဲ့နောက်တော်မီလောင်တာဆိုပြီးပြောဆိုနေပြန်တယ်လို့လူတွေနေတဲ့ဂျေးရွာလိုနေရာမှာတော်မီလောင်စရာဘာအကြောင်းမှမရှိပဲတကယ်ကတော့စစ်တပ်ကတမင်ကနေအိမ်တွေကိုမိရှို့ဖျက်ဆီးလိုက်ကြတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကရှင်းပြထားပါတယ်အဲ့လိုကျေးရွာတရွာလုံးနီးပါးနေအိမ်တွေမီးလောင်နေတဲ့အချိန်မိသက်ကိုဖုန်းဆက်တော့လေသူတို့အနေနဲ့ခွင့်ပြုချက်လိုတယ်လို့ပြောပြီးဖုန်းချသွားပြီးတဲ့နောက်မီးလာမငြိမ်ပေးဘူးလို့ဒေသခံပြည်သူတွေကရှင်းပြထားပါသေးတယ်တစ်ဖက်မှာတော့အချက်ဖက်မင်းအွန်လိုင်းတို့စစ်အုပ်စုတတိုက်ဟာတိုင်းပြည်ကြီးအေဂျင့်နေတရောင်ရောင်ပုံစံနဲ့ဝါရဖြန့်မှုတကြံလိုဘွဲတော်ကိုပါအသုံးချပြီးနှီးမျိုးစုံနဲ့ဟန်ပြတွေလုတ်ပြနေပြီမဲ့တစ်ဖက်မှာတော့သူတို့စစ်တပ်ကပဲရသပြည်သူတွေရဲ့နေအိမ်တွေကိုရွာလုံးကျွတ်မိရှို့ဖျက်ဆီးတာတွေလေကြောင်းကနေဘုံကျဲတက်ခိုက်တပ်ဖြတ်တာတွေကိုတော့မတိကျအောင်ဆောင်ဖုံးကွယ်ထားတာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျတစ်ဖက်မှာတော့အကြမ်းဖက်မင်းအွန်လိုင်းကမြန်မာနိုင်ငံရဲ့သမ္မတယာဒူကိုလူယူထားမှုအပေါ်တရားဝင်အသိအမှတ်မပြုဖို့အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်အစိုးရစီအာဆီယံပါလီမန်အမတ်များလူအခွင့်အရေးအဖွဲ့ APHR ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်ဒါကတော့ဧပြီလ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲ APHR ကအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်အစိုးရစီတောင်းဆိုလိုက်တာပါအဓိကတော့အခုနေ့အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ဖိလစ်ပိုင်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာအကြမ်းဖက်မင်းအွန်လိုင်းကသမ္မတယာဒူကိုအတင်းအဓမ္မလူယူပြီးသမ္မတတက်လုပ်နေတဲ့အပေါ်တရားဝင်အတိမတ်ပြုတာတွေမလုပ်ဖို့နဲ့မင်းအွန်လိုင်းတို့စစ်အုပ်စုရဲ့မြည်သည့်လှုပ်ဆောင်ချက်မျိုးကိုမဆိုညှင်းပယ်ဖို့အာဆီယံပါလီမန်အမတ်များလူ့အခွင့်အရေးအဖွဲ့ APHR ကတောင်းဆိုထားတာပါလက်ရှိမြန်မာနိုင်ငံမှာစစ်တပ်ကထိန်းချုပ်ထားတဲ့ဟန်ပြလုပ်ငန်းစဉ်တွေကနေတဆင့်မင်းအွန်လိုင်းသမ္မတတက်လို့လဲဒီမိုကရေစီစနစ်ကိုပြန်လဲကူးပြောင်းမဲ့အရေးအယောင်လုံးဝမရှိဘူးလို့ APHR ကထောက်ပြထားပါတယ်တကယ်တော့မင်းအွန်လိုင်းသမ္မတတက်လို့နေပြန်တဲ့ကိစ္စဟာမြန်မာနိုင်ငံကိုဟန်ပြအယက်သားအစိုးရပုံစံနဲ့
စာနာရှင်စနစ်ကိုသာအမိပြောင်းလဲပြီးဂျိုးပန်ဒါတာဖြစ်တယ်လို့လက်ရှိအချိန်ထိလဲမင်းအွန်လိုင်းတို့စစ်အုပ်စုဟာပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေဖမ်းဆီးမှုတွေနဲ့အကြမ်းဖက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့ APHR ကအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်အစိုးရစီပေးပို့တောင်းဆိုမှုတွေထည့်သွင်းပြောဆိုထားပါတယ်။တစ်ဖက်မှာလည်းမြန်မာအရေးနဲ့ပတ်သက်ပြီးအာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်9ရပ်ကိုမင်းအွန်လိုင်းတို့စစ်အုပ်စုဟာလက်ရှိအချိန်ထိအကောင့်ထဲမပေါ်ပဲလစ်လျူရှုထားစေဖြစ်တဲ့အတွက်ဒီလိုမင်းအွန်လိုင်းတို့စစ်အုပ်စုနဲ့ဆက်လက်ထိတွေ့ဆက်ဆံမှုတွေလုပ်မယ်ဆိုရင်အာဆီယံရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတယ်လို့လည်း APHR ကတတိပေးထားပါတယ်။အကြမ်းဖက်မင်းအွန်လိုင်းအနေနဲ့သူကိုယ်သူသမ္မတအဖြစ်ခန့်အပ်မှုကိုအာဆီယံဘက်ကတရားဝင်အဖြစ်အတိအမှတ်မပြုသင့်ပဲဒေသတွင်းနိုင်ငံတွေရဲ့တုံ့ပြန်မှုတွေဟာမြန်မာပြည်သူအများစုရဲ့စံနှုန်းနဲ့အညီသာဖြစ်တဲ့လို့အဲ့လိုမှမဟုတ်ရင်တော့မြန်မာနိုင်ငံမှာအာဏာရှင်စနစ်အမြင့်တွယ်ပြီးမြန်မာအရေးအကျက်အတဲတွေဟာပုံမှုရှေ့ချသွားနိုင်တယ်လို့အာဆီယံပါလီမန်အမတ်များလူ့အခွင့်အရေးအဖွဲ့ APHR ကထောက်ပြပြောဆိုသွားပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံကတော်လှန်ရေးခီးချမ်းမှာဂျာကာလာချင်းအမျိုးသားအတိုင်းအမြံကောင်စီနဲ့ဆက်လက်တွဲသွားမှာဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကကြေညာလာပါတယ်။ဒါကတော့ဒီကနေ့ဧပြီလ23ရက်နေ့မှာကြာရောက်တဲ့ဂျာကာလာချင်းအမျိုးသားအတိုင်းအမြံကောင်စီ ICNCC ရဲ့9နှစ်ပြည့်အခမ်းအနားကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဂုဏ်ပြုတဝင်လွှာပေးပို့လိုက်တာပါ။အဲဒီတဝင်လွှာမှာထည့်သွင်းပြောဆိုထားတာကတော့လက်ရှိမြန်မာနိုင်ငံရဲ့တော်လှန်ရေးခီးချမ်းမှာICNCC နဲ့အတူ CRPH ဟာဆက်လက်လက်တွဲသွားမယ်ဆိုတာကိုအခိုင်အမာပြောကြားလိုတယ်လို့ဆိုထားပါတယ်။ဂျာကာလာချင်းမျိုးသားအတိုင်းအမြံကောင်စီ ICNCC ရဲ့စ조사မှုတွေကြောင့်ချင်းပြည်နယ်ရဲ့နိုင်ငံရေးစစ်ရေးအပြင်ပြည်သူ့ရေးရာကိစ္စရပ်တွေမှာတဆင့်ထက်တဆင့်တိုးတက်လာခဲ့တာကိုလည်း CRPH ကအတိအမှတ်ပြုထားပါတယ်။ဒါအပြင်ဒီတိုးတက်မှုတွေနောက်မှာလူသားအရင်းမြစ်တွေပစ္စည်းဥစ္စာတွေနဲ့တဘာဝတည်န်ဇာတတွေအများကြီးပေးဆက်ခဲ့ရတာကိုလည်း CRPH ကထည့်သွင်းပြောကြားသွားပါတယ်။အထူးသဖြင့်အသက်ခန္ဓာပေးဆက်ခဲ့ကြတဲ့သူရဲကောင်းတွေရဲ့ရည်မှန်းချက်တွေအောင်မြင်အောင်အတူတူဆက်ပြီးရုန်းကန်ကြရမယ်လို့လည်းဆိုထားပါတယ်။ညီညွတ်ရေးနဲ့ဘုံပန်းတိုင်တော်လှန်ရေးခီးလမ်းမှာသဘောထားမတိုက်ဆိုင်တာတွေအမြင်မတူတာတွေကြုံရနိုင်ပြီပဲတော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာယုံကြည်မှုကိုပုံမခိုင်မာအောင်တိဆောက်ပြီးဆန္ဒရှင်တွေရဲ့အပြတ်မောက်လုပ်ရက်တွေကိုအတူတကွတွန်းလှန်ကြဖို့ကိုလည်း CRPH ကတပါးတဲ့တိုက်တွန်းသွားပါတယ်ခင်ဗျာတဆက်ထဲမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံကိုရေတပ်နဲ့ပိတ်ဆို့တားဆီးမှုတွေလှုပ်ဆောင်တော့မယ်လို့ကြေညာလိုက်ပြီးတဲ့နောက်မှာတင်ကမ္ဘာရေနံဈေးနှုန်းတွေဟာတိတိတသားပြန်လဲမြင့်တက်လာခဲ့ပြန်ပါလေနိုင်ငံတကာစံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့ Brent ရေနံဈေးဟာတနင်္ဂနွေနေ့ဖြစ်တဲ့မနေ့ကတင်$8ကျော်ပြန်လဲမြင့်တက်ခဲ့ပြီးရေနံဈေးတစ်ပေပါကို$103အထိရောက်ရှိသွားပါတယ်တဖက်မှာတော့အမေရိကန်နဲ့အီရန်ကြားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြတ်ပြားသွားပြီးတဲ့နောက်ဟိုမုတ်ရေလက်ကြားကိုဝင်ထွက်မဲ့တင်မောအားလုံးအမေရိကန်ရေတပ်ကပိတ်ဆို့သွားမယ်လို့သမ္မတထရန့်ကဧပြီလ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲကြေညာခဲ့တာပါအဲဒီနောက်မှာပဲအမေရိကန်ဗဟိုစစ်ဌာနချုပ်ကနေထုတ်ပြန်ချက်တစ်ခုထပ်မံကြေညာခဲ့ပြီးအဲဒီမှာပြောတာကတော့အီရန်ကိုအဝင်ထွက်လုပ်မဲ့တင်မောတွေကိုပဲပိတ်ဆို့မှာဖြစ်ပြီးတခြားတင်မောတွေကိုတော့အနှောက်အယှက်ပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်ဒါဟာသမ္မတထရန့်ရဲ့အပြည့်အဝပိတ်ဆို့မယ်ဆိုတဲ့ချင်းချောက်မှုကိုအနှဲငယ်ပြန်လဲရှော့ချလိုက်တာလို့ယူဆရပါတယ်အဲဒီလိုအမေရိကန်ဘက်ကအီရန်စစ်ကန်တွေအားလုံးကိုပိတ်ဆို့မယ်လို့ကြေညာချက်ကြောင့်ကမ္ဘာရေနံဈေးနှုန်းတွေကလည်းပြန်လဲမြင့်တက်လာပြီးအတက်အကျတွေကျန်းနေပြန်ပါတယ်ပြီးခဲ့တဲ့လကရေနံဈေးနှုန်းအမြင့်ဆုံးဖြစ်တဲ့$119အထိရောက်ခဲ့ရာကနေနှစ်ပတ်ကြာအပြည့်ခက်ရစဲရေးကြေညာပြီးတဲ့နောက်$92အထိပြန်လဲကျဆင်းခဲ့ပါသေးတယ်ဒါပေမဲ့အခုတခါအမေရိကန်အီရန်ကြားဆွေးနွေးမှုဟာသဘောတူညီချက်မရဘဲပြီးဆုံးသွားပြီးတဲ့နောက်ရေနံဈေးနှုန်းဟာပြန်လဲမြင့်တက်လာပြန်တာဖြစ်ပြီးဒီကနေ့ဧပြီလ23ရက်နေ့မှာတင်ရေနံတစ်ပေပါကို$103ဝန်းကျင်အထိပြန်ရောက်လာပြန်တာဖြစ်ပါတယ်။လက်ရှိမှာလည်းအဲ့ဒီဟိုမုတ်ရေလက်ကြားပြတ်သားမှုဟာပုံမှန်ထက်အများကြီးလျော့နေနေပါသေးတယ်။စစ်ပွဲမတိုင်ခင်ကအဲ့ဒီရေလမ်းကြောင်းကနေတရက်ကိုတင်မောအစီရေ130လောက်ဖြတ်တန်းခဲ့ပြီ။နောက်ဆုံးပြီးခဲ့တဲ့စနေနေ့အချက်လက်အရဆိုရင်18စီးပဲဖြတ်တန်းနိုင်ခဲ့တယ်လို့သိရပါတယ်။ဒီလိုအမေရိကန်ကအီရန်စစ်ကန်တွေကိုပိတ်ဆို့မယ်ဆိုတဲ့သတင်းကြောင့်ဒီကနေ့အာရှဈေးကွက်ကလည်းကျဆင်းသွားပြီးတစ်ဖက်ကအမေရိကန်ရှယ်ယာဈေးကွက်ဟာလည်း3.8%ကျဆင်းသွားတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခေတ်ကနေဒီကနေ့ညနေခင်းရရှိထားတဲ့ပြည်တွင်းသတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ